ဥရဝေလကတ္တဗနရီကတ္တဗဂယကတ္တဗဆိုတော့ညီကိုသုံးပါယသိတွေကိုခေါင်းဆောင်ပြီးတော့တရားကျင့်နေကြတာရှိတယ်ဖះမပွင့်ခင်တည်းကစအဲ့ဒါကိုမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသူတို့ကိုခြေချွတ်တဲ့အခန်းကိုယသိညီနောင်ရှင်တထောင်ခြေချွတ်ခန်းဆိုပြီးကြားဘူးကြမယ်ထင်တယ်နော်အဲ့ဒါသူတို့အကြောင်းလေးတွေကိုဒီတွေကငယ်ရွယ်သူတွေအတွက်ဘုဟုတ္တဖြစ်ဖို့ဖုံဖုံပြောပြမယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဒီဘုရားဖြစ်ပြီးကသာတိတ်မကြသေးခင်ပဲသူတို့ကိုခြေချွတ်ဖို့မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ်လာတယ်ပေါ့အဲ့ဒါနဲ့သူတို့ကဘယ်မှာနေတာတုံးဆိုတော့နေရင်စရာမြေကမ်းမှာနေတာအဲ့ဒါအကြီးဆုံးအကိုကြီးကဥရဝေလကတ္တပကတ္တပပါပဲနာမည်တွေကတော့ကတ္တပအနွယ်နေမှာပေါ့အဲ့ဒါဥရဝေလကမ်းမှာနေလို့ဥရဝေလကတ္တပသူ့မှာတပည့်900ရှိတယ်ဒါသူ့ရဲ့ညီအလတ်ကတော့ဒီမြစ်ရဲ့အောက်ဖက်ကစိတ်ကမ်းမှာတပည့်300နဲ့သူကအုပ်စုတစုကိုခေါင်းဆောင်ပြီးတော့နေတာပေါ့ညီငယ်ဆုံးကအဲ့ဒီအောက်ကဂရာစိတ်ကမ်းမှာတပည့်200နဲ့နေတယ်တဲ့အားလုံးတပည့်1000ရှိတယ်ပေါ့နော်အဲ့ဒီလိုနေတဲ့ချိန်မှာမြတ်စွာဘုရားဘယ်ကြွသွားတုံးဆိုတော့အကိုကြီးဆုံးဖြစ်တဲ့ဥရဝေလကတ္တဗစီကိုကြွသွားတယ်ဟိုရောက်တဲ့အခါကျတော့ကတ္တဗအသင်မပင်ပန်းဘူးဆိုလို့ရှိရင်ငါ့ကိုဒီမှာနေခွင့်ပြုပါငါတခဏမြဒီမှာနေခြင်းတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗကရပါတယ်နေလို့ရတယ်ဒါပေမဲ့လို့အဲ့ဒီမီတင်းကုတ်ထဲမြတ်စွာဘုရားမီတင်းကုတ်ထဲနေဖို့သူ့ကိုခွင့်တောင်းတာကိုအဲ့ဒီမီတင်းကုတ်ထဲမှာအလွန်အစွမ်းရှိတဲ့တကိုးထက်တဲ့နဂါးရှိတယ်အဲ့ဒီနဂါးရှိတဲ့အတွက်ကြောင့်တင့်ကိုငါမနေသေးခြင်းဘူးငါကတော့မနေခံဘူးလို့မရှိပါဘူးသင်နေခြင်းလည်းနေဒါပေမဲ့နဂါးရှိတယ်ရတယ်ငါအတွက်အဲ့ဒါကိစ္စမရှိဘူးဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီမီတင်းကုတ်ထဲမှာနေတယ်သုံးအဲ့ဒါညရောက်တဲ့အခါကျတော့အဲ့ဒီနဂါးနဲ့မြတ်စွာဘုရားနဂါးမြတ်စွာဘုရားကိုယံပြုလို့မြတ်စွာဘုရားနှိမ်နှင်းတယ်အဲ့ဒါဒီမီတင်းကုတ်လေးကအဝေးကနေကြည့်ရင်မီးတွေမြန်တောက်နေသလားလို့ထင်ရတယ်တဲ့အဲ့ဒါသူတို့ခါတိုင်းအဲ့ဒီမီတင်းကုတ်လေးတွေကိုသူတို့မကတ်ရဲဘူးအဲ့ဒီနဂါးရှိလို့အဲ့ဒါဥရဝေလကတ္တဗယတိကြီးကတပည့်တွေနဲ့ကြည်စမ်းယဟန်ကြီးရုပ်ကတင့်တယ်ပါပြီနဲ့ငါပြောတယ်အခုနဂါးကသူ့ကိုညှင်းဆဲနေပြီနဲ့တူတယ်ဒါမနဲ့လင်းတဲ့အခါကျတော့နဂါးကမြတ်စွာဘုရားရဲ့တပိတ်ထဲမှာမြတ်စွာဘုရားယဉ်ကျေးအောင်ဆုံးမထားအဲ့ဒါဥရဝေလကတ္တဗကယဟန်ကြီးကတကိုးကြီးလိုက်တာနော်ငါတို့မကတ်ရဲတဲ့နဂါးကိုတောင်ဆုံးမထားတာအလွန်တကိုးကြီးတာပဲဒါမဲ့ဘလို့ပဲတကိုးကြီးပါလေငါလိုယဟန်တာတော့မဟုတ်သေးဘူးသူ့ကိုသူယဟန်တာလို့ထင်နေတာအဲ့ဒီဥရဝေလကတ္တဗဆရာကြီးကအဲ့ဒါနဲ့မြတ်စွာဘုရားကဒီဥရဝေလကတ္တဗဒီလိုတွေးနေတယ်ဆိုတာသိတယ်သိမြင်သူ့ရဲ့အိမ်တွေကမရင်ကျက်သေးဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားတီးခံပြီးတော့စောင့်ဆိုင်တယ်အဲ့ဒါသူ့ကိုတကိုးပြားလေးဟာ16မျိုးတောင်ပြရတယ်အဲ့ဒါဘုဟုတ္တဖုံဖုံပြောပြတယ်စိတ်ဝင်စားကြကောင်းသိလားအဲ့ဒါနဲ့နောက်နေ့ညရောက်တော့မြတ်စွာဘုရားဒီနေရာမှာကြွလာတယ်ဆိုတာကိုသိတော့စတုမာတဲ့နတ်မင်းကြီး၄ပါးကမြတ်စွာဘုရားဒီကိုနော်လာရောက်ပြီးတော့ဝကြီးဝင်းငယ်ပြုစုကြတယ်အဲ့ဒါကိုဥရဝေလယတိကြီးကအဝေးကနေလှမ်းကြည့်တယ်ဩမီတင်းကုတ်လေးကလည်းဝင်းပြောင်းနေတာပဲမီးပုံကြီး၄ပုံတောက်နေတယ်နတ်မင်း၄ယောက်ကအယောင်တွေထွက်နေတာအဲ့ဒါနဲ့မနေ့ရောက်တော့မေးကြည့်တယ်ညကမီးပုံကြီး၄ပုံလို့တောက်နေဘာတွေတော့အဲ့ဒါစတုမာတဲ့နတ်မင်းကြီး၄ပါးငါလာပြီးတော့ဝကြီးဝင်းငယ်ပြုစုကြတာအံ့ဩသွားတဲ့သူကဩယဟန်ကြီးကစတုမာတဲ့နတ်မင်းကြီး၄ပါးကတောင်လာပြီးတော့ပြုစုရသလားအဲ့တော့စိတ်ထဲပဲဩအလွန်တကူကြီးတဲ့ပုဂ္ဂိုလ်ပဲဘာပဲဖြစ်ပါလေငါလိုယဟန်တာတော့မဟုတ်သေးဘူးသူကအဲ့ဒါတော့သူကအမြဲတမ်းအဲ့လိုစဉ်းစားတယ်သူကသူယဟန်တာလို့သူကထင်းနေတာနော်ဒီတော်ထဲမှာကြာကြီးကျင့်သုံးနေတာနော်လောဘဒေါသမောဟတွေမဖြစ်ဘူးဆိုတာကိုမြန်သူတွေးမိလို့လားဘလို့အကြောင်းကြောင့်ထင်းနေတယ်လဲတော့မသိဘူးသူကသူအဲ့လိုတော့ထင်းနေတယ်အဲ့ဒါမြတ်စွာဘုရားတီးခံပြီးတော့နေတယ်အဲ့ဒါနောက်နေ့ကျတော့တရားမင်းကလာပြီးတော့ဝကြီးဝင်းငယ်ပြုစုပြန်တယ်အဲ့ဒီတော့လည်းပဲဒီလိုပဲဘယ်သူတော့တရားမင်းလာတာတရားမင်းရတောင်လာရသလားအတော်တကူကြီးတာပဲဒါမဲ့ငါလိုရဟန္တာတော့မဟုတ်သေးပါဘူးနောက်နေ့ကျတော့တဟံပတိပြမကြီးကလာပြီးတော့တရားနာတယ်တဲ့ပြမကြီးဆိုတော့ပိုးပြီးတော့အယောင်ဝါကလင်းနေတာပေါ့အဲ့ဒါနောက်နေ့ရောက်တော့မေးပြန်တယ်ယဟန်ကြီးညကဘယ်သူလာပြန်ပြီတော့တဟံပတိပြမကြီးလာတာဟာပြမဆိုတော့တော်တော်သူစိတ်ထဲမှာအကြီးကျယ်အံ့ဩသွားတယ်ပေါ့နော်ပြမကြီးကတောင်လာပြီးတော့တင့်ကိုနော်ဥခတ်ရသလားအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန္တာတော့မဟုတ်သေးဘူးဒီလိုသွားတာ
အဲ့လိုနဲ့နောက်15ရက်လောက်ရောက်လာတဲ့အခါကျတော့သူ့ရဲ့ဒီသင်္ကန်းကျောင်းမှာအလှူပွဲကြီးတစ်ခုရှိတယ်။အနီးဝန်းကျင်မှာရှိတဲ့ရွာကလူတွေကလာစဉ်လာပြီးတော့အလှူပွဲကြီးကျင်းပကြတဲ့သဘောပေါ့။အဲ့တော့ဥရဝေလကတ္တဗကဘလို့စဉ်းစားလဲဆိုတော့ဩဒီနေ့တည့်ရက်ယဟန်ကြီးခေါရမငါးတီလာပြီးတော့စွန့်မစားရင်ကောင်းပါပဲ။ငါတရားဓမ္မတွေလာနေတာသူတကယ်လို့ရောက်လာလို့ရှိရင် तू ကအလွန်တကူကြီးတာငါတရားတွေသူ့တရားဖြစ်သွားရင်တော့ဒုက္ခပဲဟုတ်လားငါတရားတွေသူ့တရားဖြစ်သွားမှစိုးရတယ်ဟုတ်လားအဲ့ဒါနဲ့ तू စိတ်ထဲကမြတ်စွာဘုရားကိုမလာစီခြင်းဘူးအဲ့မြတ်စွာဘုရားသိတဲ့အခါကျတော့ကိုင်းလေအဲ့လိုဆိုလို့ရှိရင်ဟုတ်ပြီဆိုပြီးတော့မြတ်စွာဘုရားကမြောက်ကျွန်းကြွပြီးတော့စွန့်ခံပြီးတော့စွန့်ဖုံးပေးတယ်အဲ့ဒီနေ့သူ့ဒီမသွားဘူးအဲ့ဒါ तू လည်းသဘောတွေကြားနေဘာလဲမသိဘူးမလာဘူးပေါ့နော်အဲ့ဒါနဲ့နောက်နေ့ကျတော့ तू ကပြောတယ်ယဟန်ကြီးဘာလို့မနေ့ကမလာတော့ငါမယ်ဒီမှာစွန့်နေဟင်းနေပြင်ထားရတယ် तू ကလောကွက်လေးတော့ပြောသေးတယ်အဲ့တော့မြတ်စွာဘုရားသင်ငါ့ကိုမလာစီခြင်းဘူးဆိုတာငါသိပါတယ်တဲ့တဲ့တဲ့ကြီးပြောတာနော်သင်တကာတွေငါတကာဖြစ်သွားမှာဆိုလို့သင်မလာသေးခြင်းဘူးဆိုတာငါသိပါတယ်အဲ့ဒါကြောင့်မလို့ငါမလာတာမြောက်ကျွန်းသွားစွန့်ခံစားတာယဟန်ကြီးကငါစိတ်ကိုသိတယ်အံ့ဩတယ်နော်ငါစိတ်ကိုသိတယ်အလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန်နာတော့မဟုတ်သေးဘူးအသောကုန်ခံယဟန်နာတော့မဖြစ်သေးဘူးသူအဲ့ဒီထီလဲသူအဲ့လိုတွေးတော့မယ်အဲ့လိုနဲ့နောက်နေ့တော့မြတ်စွာဘုရားပါလှုပ်တုံဆိုတော့ဘုန်းတို့တေနာဏီကုန်းသူပုံနာဆိုတဲ့အမျိုးသမီးတယောက်သေဆုံးသွားလို့နော်သူတို့ခေတ်သူတို့ယဉ်ကျေးမှုကတချို့ကအဲ့ဒီအလောင်းကောင်အဝတ်နဲ့ပတ်ပြီးတော့တင်းချိုင်းမှာဒီတိုင်းပြစ်ထားဟုတ်လားရေကြီးတဲ့မြုပ်တာလည်းရှိမယ်မီးရှို့တာလည်းရှိမယ်ခုကတော့သူအဲ့လိုမဟုတ်အဝတ်ကြီးအကြီးအရှည်ကြီးနဲ့စီတွေပါတွေစိန်ထားသလားဘာလားတော့မသိဘူးနော်အဲ့ဒီအဝတ်နဲ့ပတ်ပြီးတော့တင်းချိုင်းမှာပြစ်ထားအဲ့ဒါခွေးတွေကအဲ့ဒီအလောင်းကိုဆွဲစားဟာအပုတ်တွေပါတွေနဲ့ရောပြီးတော့အဲ့ဒီအဝတ်ကြီးကညစ်ပတ်နေတယ်ပေါ့နော်အဝတ်ကတော့အကောင်းပဲအဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီကိုကြွသွားပြီးတော့အဲ့ဒီအဝတ်ကိုပတ္တကူသင်္ကန်းဖြစ်မြတ်စွာဘုရားကောက်တယ်အဲ့ဒါလောက်တွေကလည်းကြာတယ်အဲ့ဒီလောက်တွေကိုမြတ်စွာဘုရားလက်နဲ့ဖယ်ပြီးတော့အဲ့ဒီအဝတ်ကိုရအောင်ယူအဲ့မြေကြီးတောင်တုံလှုပ်တယ်လို့ဆိုတယ်နော်အလွန်တန်ရှင်းတဲ့အဝတ်ပေါ့နော်ယာဂဒေါသမောဟကိုကုန်ခန်းစေနိုင်အောင်အထောက်အကူပြုနိုင်တဲ့အဝတ်မျိုးပဲဟုတ်လားဘယ်သူမျက်နှာမှာလည်းပဲငဲ့ကြမလို့ဘယ်သူမှပေးတာလည်းမဟုတ်သူဘယ်သူမှမလိုချင်လို့ပြစ်ထားတဲ့ဟာဟုတ်လားပတ္တကူသင်္ကန်းချုပ်ဖို့လို့မြတ်စွာဘုရားအဲ့ဒါပတ္တကူသင်္ကန်းအနေနဲ့တွားကောက်တယ်တွားကောက်ပြီးတော့ပြန်လာတော့ဒီစုပ်ပဲ့နေတာကြီးကိုလျှော်ဖို့အဲ့ဒါမြတ်စွာဘုရားနေရာပြန်ရောက်တဲ့ခါကျတော့ငါဘယ်ထဲထည့်ပြီးတော့ဒါကိုလျှော်ရပါမလို့ဆိုတော့တရားမင်းကရေကန်လေး4000ရေကန်လေးဖန်ဆင်းပေးတယ်အဲ့ဒီမှာမြတ်စွာဘုရားသင်္ကန်းအဝတ်ကိုလျှော်တော့ဒီအဝတ်ကိုငါရေစစ်သွားအောင်နော်ဘယ်လိုလုပ်ပြီးတော့များနော်ထုရရိုက်ရပါမလို့ဆိုတော့ကြောက်ဖြာတစ်ခုတစ်ခါဖန်ဆင်းပေးပြန်တယ်အဲ့ဒီကြောက်ဖြာပေါ်မှာမြတ်စွာဘုရားလျှော်ဟုတ်လားလျှော်ပြီးပြီဆိုတော့နော်ဒီအဝတ်ကိုငါပဲများလှမ်းရပါမလို့ဆိုတော့အဲ့နာရေခရက်ကိုင်းလေးရှိရေခရက်ပင်အကိုင်းအစတော့ပေါ်ထောင်တော့ဖြောင်းဖြောင်းလေးပေါ့အဲ့ဒါကိုတရားမင်းကကိုင်းကလေးဖြစ်အောင်ဖန်ဆင်းပေးတယ်အဲ့ဒါလေးကိုအဲ့ဒီအဝတ်ကိုလှမ်းထား6ပြီဆိုတော့ဒါလေးကိုပြန့်အောင်ငါဘယ်နာခောက်ရပါမလို့ဆိုတော့တခါကြောက်ဖြာတစ်ခုဖန်ဆင်းပေးတယ်တဲ့ရေကန်လေးတကန်ရဲ့ကြောက်ဖြာ2ချက်ရဲ့ဂရက်ကိုင်းကြီးကဂရက်ပင်ကြီးကကိုင်းနေတယ်အဲ့ဒါဆွန်းစားဖို့လာပင့်တယ်ဥရဝေလကတ္တဗယတိကြီးကလာပင့်တော့ဟာရဟန်းကြီးဒီနားမှာရေကန်ခါတိုင်းမရှိပါဘူးဘယ်ရောက်လာတော့ကြောက်ဖြာ2ချက်လည်းရှိနေတယ်ဒီဂရက်ကိုင်းကြီးကလည်းခါတိုင်းဒီလိုမဟုတ်ပါဘူးအဲ့တော့မြတ်စွာဘုရားရှင်းပြတယ်ငါပန်းတကူသင်္ကန်းချုပ်ဖို့လို့အဝတ်သွားကောက်တာအဲ့ဒါကိုလျှော်ပြီးတော့ဖို့လှမ်းဖို့နေရအဲ့ဒါတရားမင်းဖန်ဆင်းပေးထားတာဟာတော်တော်အံ့ဩသွားတယ်သူ့စိတ်ထဲမှာဟုတ်လားအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုအာသောကုန်ခံရမ်းတာတော့မဟုတ်သေးဘူးသူအဲ့ဒါနဲ့ပဲ तू ကအဆုံးတတ်နေတယ်သူ့ကိုယ်သူအထင်ရောက်နေတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားလည်းစိတ်ရှိရှိပဲသီးခံပြီးတော့နေတယ်ဟုတ်လားအဲ့ဒါလိုနဲ့တနေ့တော့မြတ်စွာဘုရားဒီလာပြီးတော့စွန့်သားပင့်အဲ့ဒါမြတ်စွာဘုရားကိုင်းဥရဝေလကတ္တဗသင်ရှိရကြွနေငါနောက်ကလိုက်ခဲ့မယ်အဲ့ဒါလိုမြတ်စွာဘုရားမင်းရှိပြီးတော့မြတ်စွာဘုရားဘယ်ကြွတော့ဒီသဗ္ဗုဒိတ်ကျွန်းဦးကိုသွားပြီးတော့တပြုတပေပင်ဟာတပြေသီးလေးတောင်ခူးလာတယ်မြတ်စွာဘုရားခူးလာပြီးတော့အဲ့ဒါသူ့အရင်ရောက်နေတယ်အဲ့ဒီမီတင်းကုတ်ဆွန်းစားမဲ့နေရအဲ့ဒါဥရဝေလကတ္တဗကဟာရဟန်းကြီးဘလို့ဖြစ်တာတော့နောက်ကလိုက်ခဲ့မယ်ဆိုပြီးတော့ခုငါရှိရနဲ့ငါအရင်ရောက်နေပါလားဘယ်လမ်းကနေလာတာတော့ငါသဗ္ဗုဒိတ်ကျွန်းထိပ်ကိုသွားပြီးတော့တပုတပြေသီးလေးတောင်ငါခူးလာသေးတယ်သင်စားခြင်းတယ်ဆိုရင်ရော့စားပါလားဆိုတပြေသီးလေးပေးတယ်တဲ့
ဒီလိုတပြေသည်နဲ့တို့နဲ့မထိုက်တန်ပါဘူးယဟန်ကြီးတို့နဲ့သာထိုက်တန်တယ်မယူရှာဘူးရသိလားသူကဟုတ်လားမြတ်စွာဘုရားကိုတကူကြီးလိုက်တာဒါပေမဲ့အတွေးရပဲမှာအဆုံးသတ်တယ်ငါလိုယဟန်နာတော့မဟုတ်ဘူးသူကအဲ့ဒါသူချွတ်လို့မရဘူးဖြစ်နေနော်အဲ့ဒါနဲ့မြတ်စွာဘုရားနောက်နေ့ကျတော့ဒီလိုပဲရှေ့ရကြွနဲ့အဲ့ဒါမြတ်စွာဘုရားဇူရိတ်ကျုံဥသွားပြီးတော့နောက်တပြေပင်အနီးမှာရှိတဲ့တရက်ပင်ဟာတရက်သီးကိုခူလာတယ်တဲ့ဟိုနောက်နေ့ကျတော့တရက်ပင်ဒီကတပြေပင်အနီးကရှစ်ရှားပင်ကနေရှစ်ရှားသီးကိုခူလာတယ်တဲ့နောက်တစ်နေ့ကျတော့ဖန်ကားသီးကိုခူလာတယ်တဲ့ဟုတ်လားနောက်တစ်နေ့ကျတော့မြတ်စွာဘုရားကတာဝရိန္ဒာနတ်ပြည်ကိုသွားပြီးတော့ပင်လယ်ကသစ်ပင်ခြေရင်ဟာကျွေကြနေတဲ့ပင်လယ်ကသစ်ပွင့်ကလေးကိုကောက်လာတယ်ကောက်လာပြီးတော့သူ့အရင်ရောက်နေဘယ်လန်းကလာတာတော့ဘယ်လန်းကလာပြန်တာတော့ငါတာဝရိန္ဒာနတ်ပြည်ရောက်ခဲ့တယ်ပင်လယ်ကသစ်ပွင့်လေးတော့ငါယူလာတယ်အနက်နဲ့အစင်းနဲ့ပြည့်စုံတယ်ရော့ယူပါလားဆိုတော့ဩယဟန်ကြီးတို့သာထိုက်တန်တာပါတို့နဲ့မထိုက်တန်ပါဘူးအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန်တာတော့မဖြစ်သေးဘူးတော်ဒီလိုပဲတွေးတယ်အဲ့ဒါနဲ့နောက်တော့မြတ်စွာဘုရားကဒီယသိတွေကမီးပူဇော်ကြတဲ့ယသိတွေဆိုတော့သူကထင်းနေပါလေလည်းအမြဲတမ်းစုထားတာသူတို့ရဲ့အယူဆပေါ်လေသူ့အချိန်နဲ့သူတို့ကထင်းတွေခွဲကြတယ်မီးရှို့ကြတယ်မီးပူဇော်ကြတာရှိအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားအဲ့ဒီထင်းတွေသူတို့ခွဲကြမယ်လို့တော့ထင်းလုံးတွေတုံးမှဘလို့ခွဲလို့မှမကွဲစေတည်းလို့အဓိဋ္ဌာန်ထားတယ်တဲ့အဲ့ဒါယသိတွေအတင်းပစိန်တွေရဲရင်းတွေနဲ့ခွဲရတယ်ဘလို့မှခွဲလို့မရအဲ့တော့သူတို့ကရိပ်မိနေပြီဒါယဟန်ကြီးရဲ့တကိုးပြာရိဟာနေမှာအဲ့ဒါနဲ့တဲ့တဲ့ပဲမြတ်စွာဘုရားကိုမေးတော့သင်တို့ကွဲစီခြင်းတဲ့ဆိုရင်ငါကွဲအောင်လုပ်ပေးမယ်ဆိုပြီးတော့အဲ့ဒါထင်းတွေကတဖြောင်းဖြောင်းသူ့အလိုလိုကွဲသွားကြတယ်ကျန်တဲ့ယသိတွေလည်းအံ့ဩနေတယ်ဥရဝေလာကြီးကလည်းအံ့ဩတယ်ဒါပေမဲ့လို့ငါလိုရဟန္တာတော့မဟုတ်သေးဘူးအဲ့ဒါထင်းတွေခွဲပြီးသွားပြီးဆိုမီးရှို့ကြတယ်မီးပူဇော်ဖို့မီးကဘလို့မှညှိလို့မရဘူးအဲ့ဒါမြတ်စွာဘုရားကတခါတည်းမီးတွေတောက်စီလို့လို့တော့မီးတွေတခါတောက်လာပြန်တယ်အဲ့ဒါလဲသူကသူ့ကိုယ်သူယဟန္တာလို့ထင်တော့မယ်မြတ်စွာဘုရားတကူကြီးတာတော့အတိမတ်ပြုတယ်ဟုတ်လားနောက်မီးတွေဘလို့မှညှိလို့မရဘူးဒီဘလို့ရင်နဲ့ညှိလို့မှမီးကညှိလို့မရဘူးအံ့ဩစရာတွေကိုမြတ်စွာဘုရားလှုပ်ပြတယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားပြန်ပြီးတော့အဲ့ဒီမီးတွေကိုညှိမ့်သက်ပေးလိုက်ပြန်တယ်အဲ့ဒါလို့တဲ့ဘုန်းဘုန်းတို့သူတို့ရေငုတ်ကြတာရှိတယ်အလွန်ချမ်းတဲ့အခါကာလမှာနော်ရေထဲကိုငုတ်ပြီးတော့ကြာကြာနေနိုင်တယ်ခဏခဏငုတ်နိုင်တယ်ဆိုရင်ပို့ပြီးတော့သူတို့ရဲ့တဏ္ဍာမှာဖြစ်နေတဲ့မကောင်းမှုတွေတန့်ရှင်းတယ်စင်ကြယ်တယ်လို့သူတို့ကယူဆရှိအဲ့ဒါမြတ်စွာဘုရားတဏှာတဲ့မဟာကရုဏာလည်းပါမှာပေါ့အဲ့ဒီယသိတွေရေငုတ်ပြီးတော့ပြန်တက်လာရင် gain သူတို့မီးလုံကြပါစေဆိုတော့မီးအိုးကင်း900ဖန်ဆင်းပေးထားတယ်အလွန်အေးတဲ့ကာလကြီးမှာရေငုတ်ပြီးတော့ကြည်တံမီးအိုးကင်း900ယဟန်ကြီးရဲ့တကိုးပြားလေးဟာအံ့ဩစရာကောင်းတယ်ဒါပေမဲ့လို့ငါလိုယဟန်တာတော့မဟုတ်သေးဘူးအဲ့လိုနဲ့16ခုမြောက်ပြားလေးဟာဘာပြတော့ဆိုတော့ဘုန်းတို့မိုးတွေကတအားရွာတယ်အခါမယ်မိုးကြီးအဲ့ဒါမြတ်စွာဘုရားကိုနေရာပေးထားတဲ့နေရာကအလွန်နှိမ့်တဲ့မြေပေါ့နော်ဂျိုင်ဝမ်းထဲမှာမြတ်စွာဘုရားကိုနေရာပေးထားတာအဲ့ဒါမိုးတွေကရွာတဲ့ခါရေတွေကြီးပြီးတော့မြစ်ဘေးမှာနေကြတာကိုအဲ့ဒါလှေတွေနဲ့ရဟန်းကြီးတော့ရေထဲမျောပါပြီရေတွေကြီးပါပြီဆိုပြီးတော့မြတ်စွာဘုရားကိုဆယ်တင်ဖို့ဆိုတော့လှေနဲ့လာကြတာယသိတွေအဲ့ဒါမြတ်စွာဘုရားအဲ့ဒီရေတွေဝိုင်းနေတဲ့ကြားထဲမှာနော်ဖုံတထောင်းထောင်းထနေတဲ့ပုံသဏ္ဍာန်မျိုးဖန်ဆင်းပြီးတော့ဈဉ္ဉံကြွပြတယ်တဲ့ရေတွေကတွတ်တူတူဒီတဲကိုမလာဘူးဘေးကပဲဝိုင်းနေတယ်ပေါ့နှိမ့်ပြီးတော့ရေဟာဒီတဲကိုစီးမလားအတဝုဒ္ဓဝလကတ္တပယသိကြီးဟာအလွန်တကူကြီးတာပဲစွမ်းနိုင်ပါပြီဒါပေမဲ့လို့ငါလိုရဟန္တာတော့မဟုတ်သေးဘူးအဲ့ဒါလိုစဉ်းစားတဲ့အချိန်မှာမြတ်စွာဘုရားအိန္ဒြေရင့်ပြီဆိုတာလည်းသိတဲ့အတွက်ကြောင့်ဥရဝေလကတ္တပတဲ့သင်ဟာယဟန္တာလည်းမဟုတ်ဘူးဟုတ်လားပွင့်ပွင့်လင်းလင်းပြောတော့တာနော်အဲ့ဒီကြတော့မှသင်မှာယဟန္တာဖြစ်ဖို့မပြောနဲ့ယဟန္တာအဖြစ်ကိုရောက်စေတတ်တဲ့အကျင့်တောင်မြူမုံလောက်တောင်မရှိဘူးလို့ပြောတယ်အဲ့ဒီကြတော့မှ तू တခါတည်းထိတ်လန့်သွားတယ်တကယ်လည်းသူ့အဲ့ဒီကြတော့မှနော်မြင်လိုက်တယ်လို့မျိုးဖြစ်သွားတာလည်းဖြစ်မယ်ပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ခြေရင်းကိုဝတ်ဆင်းပြီးတော့သူ့ကိုယဟန်ပြုပေးဖို့တောင်းပန်အဲ့တော့မြတ်စွာဘုရားအားလုံးအေဟိဘိက္ခုပြောရသေးတယ်တပည့်တွေကိုခွင့်ပန်လိုက်အောင်ဆရာဆိုတာတပည့်ကိုလည်းပြန်ပြီးတော့အတိအမှတ်ပြုရတယ်ငါယဟန်ပြုတော့မယ်လို့တပည့်တွေကိုခွင့်ပန်လိုက်အောင်ဆိုတော့တပည့်တွေကလည်းဆရာရဲ့လမ်းစဉ်ကိုပဲလိုက်မယ်ဆိုအကုန်လုံးယဟန်ပြုခြင်းနဲ့စိတ်ရှိပါတယ်ဆိုတာရှောက်တော့မြတ်စွာဘုရားအဲ့ဒါအေဟိဘိက္ခုခေါ်တယ်တဲ့အဲ့ဒါနဲ့သူတို့ရဲ့စံจิตတွေမီးအိုကင်းတွေမီးမွေတဲ့ရောင်းမာတွေသူတို့ရဲ့ယသိအသုံးဆောင်တွေမလိုတော့ဘူးပေါ့နော်ယဟန်ဖြစ်သွားပြီဆိုတော့အဲ့ဒါအကုန်လုံးနေရင်စရာမြေကျောမှာအကုန်မျောချလိုက်တယ်မျောချလိုက်တော့အဲ့ဒါတွေကဘယ်ရောက်သွားတော့ဆိုတော့နရီကတ္တပညီအလက်စီကိုရောက်သွားတော့ဟာငါနောင်တော်ကြီးတွေဘာဖြစ်လဲမသိဘူး
ဘေးအန္တရာယ်ဖြစ်လားဆိုပြီးတော့ရောက်လာကြတယ်အဲ့ဒီမှာယဟန်ဖြစ်နေပြီဆိုတော့ယဟန်ဖြစ်ကပိုးပြီးတော့မြတ်သလားအေးမြတ်တယ်ဆိုတော့သူလည်းပဲယဟန်ပြုတယ်အဲ့ဒီမှာသူလည်းအေးဘိက္ခုခေါ်တယ်သူအတိုင်းဝိုင်းနဲ့အလုံး300ပေါ့နော်အဲ့ဒါသူတို့အကုန်လုံးရဲ့ယတိအသုံးဆောင်တွေမျှောလိုက်ပြန်တယ်အောက်ကဂယာကတ္တပညီငယ်သုံးတွေကိုရောက်တယ်အဲ့ဒါသူတို့လည်းရောက်လာပြီးတော့တူတူပြောကြပါစို့အေးဘိက္ခုယဟန်နေဖြစ်ကြတယ်အဲ့ဒီမှာအကုန်လုံးယဟန်နေဖြစ်ပြီးဆိုတော့မြတ်စွာဘုရားဂယာတိတကိုကြွသွားပြီးတော့အဲ့ဒီကြောက်ဖြာကြီးပေါ်မှာဒီယတိညီနောင်နော်ရှင်တထောင်ကဖြစ်လာတဲ့ယဟန်တော်တွေကိုဘယ်လိုတရားကိုဟောရပါမလို့လို့မြတ်စွာဘုရားနော်စဉ်းစားဆင်ခြင်တော်မူတဲ့အခါမှာအမြဲမပြတ်မီးပူဇော်တဲ့အလေးအကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကိုခန္ဓာကိုယ်ကြီးဟာအမြဲတမ်းမီးလောင်နေတယ်လောကကြီးဟာအမြဲတမ်းမီးလောင်နေတယ်ဆိုတာကိုငါထင်ရှားစွာပြရရင်ကောင်းမယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာအဋိဋ္ဌသုတ်တံဆိုတာကိုဟောတာဟုတ်လားအဋိဋ္ဌသုတ်တံကိုဟောမယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့မီး7မျိုးကိုအရင်နားလည်ထားဖို့လိုတယ်ဆိုတော့မီး7မျိုးပြောပြီးပြီနော်ဇာဂဒေါသမောဟဇာတိဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတ7မျိုးအဲ့ဒီ7မျိုးသောမီးဟာဘယ်မှာဆွဲပြီးတော့လောင်တယ်လဲဟုတ်လားသဗ္ဗံဘိက္ခွေအာရိဋ္ဌံကိဉ္စဘိက္ခွေသဗ္ဗံအာရိဋ္ဌံယဟန်တို့တဲ့အလုံးစုံဟာပြောင်ပြောင်တောက်လောင်နေတယ်တဲ့သဗ္ဗံအာရိဋ္ဌံအကုန်လုံးဟာလောင်ကျွမ်းနေလောကကြီးတစ်ခုလုံးဟာလောင်ကျွမ်းနေတယ်နော်ဒါကိုဘုန်းဘုန်းတို့မြင်ဖို့တော့မလွယ်ပါဘူးဒါပေမဲ့မြတ်စွာဘုရားမြင်ပြထားတာကိုအ ਨੇ ဆုံးသုတမယဉာဏ်လောက်နဲ့မှတ်ထားစေခြင်းတယ်နော်စိတ်ထဲကလည်းမှီသလောက်ဉာဏ်လေးနဲ့လည်းဆင်ញင်စေခြင်းတယ်လောကကြီးတစ်ခုလုံးဟာဘာဖြစ်နေတယ်လောင်ကျွမ်းနေတယ်တဲ့အဲ့ဒါဘလို့လောင်တဲ့ုံနဲ့ကိဉ္စဘိက္ခဝေသဗ္ဗံအာဋိဋ္ဌံအလုံးစုံသောလောကဟာဘလို့လောင်နေတာတော့နော်သက္ခုဘိက္ခဝေအာဋိဋ္ဌံရူပါအာဋိဋ္ဌာသက္ခုဝိညာဏအာဋိဋ္ဌံသက္ခုတံဖတ်သောအာဋိတောယံပိတံသက္ခုတံဖတ်တပစ္စယဥပိစ္ဆတိဝိရိတံဒုက္ခဝါဒုက္ခဝါအဒုက္ခမဒုက္ခဝါတံပိအာဋိတံဒါလေးကအချင်းကျုပ်ခေါင်းစဉ်လေးလို့ဆိုကြပါစို့မြတ်စွာဘုရားဘာကိုကင်ပြီးတော့လောင်ကျွမ်းနေတဲ့သဘာဝကိုရှင်းပြတော့ဆိုတော့ဒီအတွင်းအာယတနာ6ပါးကိုခေါင်းစဉ်နေရာမှာပေးတဲ့တို့မှတ်ပြီးတော့နားလည်အောင်ကြိုးစားကြည့်နော်မျက်စိနာနှာလျှာကိုယ်စိတ်6မျိုးနော်အဲ့ဒီ6မျိုးမှာမျက်စိကနေမြတ်စွာဘုရားစကင်တဲ့အခါမှာမျက်စိနဲ့ပတ်သက်ဆက်ဆက်နေတဲ့အရာတွေကိုအကုန်ဆွဲထုတ်ပြတယ်စက္ခုဘိက္ခဝေအာဋိဋ္ဌံဒီမျက်စိဆိုတဲ့စက္ခုပတာရာလေးဟာလောင်ကျွမ်းနေတယ်ဟုတ်ပြီနော်အဲ့ဒါကိုလောင်ကျွမ်းတာကိုပြီးမှ7မျိုးသောမီးတို့ဖြင့်အကျယ်ချဲ့ပြီးတော့နားလည်ရမယ်ပေါ့မျက်စိနဲ့ပတ်သက်နေတာဘာတော့အရာဟုတ်လားဒါကြောင့်ရူပါအာဋိဋ္ဌာဒီအစင်းမျိုးစုံယူပါယုံဟာလည်းလောင်ကျွမ်းနေတယ်7တိသောမီးတွေလောင်ကျွမ်းနေတယ်အဲ့ဒီအစင်းနဲ့ဒီစက္ခုပတာရနဲ့တွေ့တဲ့အခါမှာစက္ခုဝိညာဉ်ဆိုတဲ့မြင်သိစိတ်ဖြစ်လာတယ်ဝိညာဏတ္တဆိုတာတကယ်အာဂန္တုသဘောဧည့်သည်သဘောအလွန်ထင်ရှားတယ်နော်ဆိုကြပါစို့ဘုန်းဘုန်းတို့အတန်ထွက်လာတယ်နော်အောက်ကဇဝဲနဲ့လက်နဲ့ပုတ်လိုက်တယ်ဘာထွက်လာတော့အတန်ထွက်လာတယ်အတန်ကသဝဲထဲမှာရှိတာလည်းမဟုတ်လက်ထဲမှာရှိတာလည်းမဟုတ်ဘယ်နာမှာဆုထားတာလည်းရှိတာမဟုတ်အခုထိခိုက်လို့အခုအကြောင်းစုံသွားလို့အခုအတန်ဟာထွက်လာတယ်အဲ့လိုပဲအယောင်နဲ့မျက်စိနဲ့တွေးလိုက်တာနဲ့ဝိညာဏတ္တဆိုတဲ့သိမှုသဘောဟာဖြစ်ပေါ်လာတယ်ဟုတ်လားအဲ့ဒီစက္ခုဝိညာဉ်ဟာလည်းပဲပြောင်ပြောင်တောက်လောင်နေတယ်တဲ့သူလည်းလောင်ခမ်းနေရတာပဲတဲ့3မျိုးရှိပြီနော်ဘာဆက်ပြောတော့စက္ခုတံဖတ်သောအာဋိတောတဲ့အဲ့ဒီမျက်စိရဲ့အယောင်ရဲ့ဒီနှစ်ခုတွေ့လို့ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်ရဲ့အဲ့ဒီ3ခုပေါင်းစုံမိသွားတာကိုဖတ်တာလို့ခေါ်တယ်အဲ့ဒီဖတ်တာဟာနံတရားတွေထဲမှာအလွန်အခြေခံကြတဲ့အကြောင်းတရားပဲသူ့ကိုအကြောင်းပြုပြီးတော့ဝေဒနာတွေဖြစ်ကြတာဖတ်တာဆိုတွေ့ထိမှုပေါ့နော်အဲ့ဒီအတွေ့ဆိုတဲ့သဘောတဘာဝသူလည်းပဲဘာဖြစ်နေလို့ဆိုတော့လောင်ကျွမ်းနေတယ်တဲ့ဟုတ်လားယံပိတံစက္ခုတံဖတ်တပစ္စယဥပိစ္ဆတိဝိရိယတံဒုက္ခဝါဒုက္ခဝါအဒုက္ခမဒုက္ခဝါတံပိအာဋိဋ္ဌံဒါဘာပြောတာတော့အဲ့ဒီစက္ခုတံဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာခြင်းဆင်းရဲခြင်းချမ်းသာခြင်းဆင်းရဲခြင်းမဟုတ်တဲ့အဒုက္ခမဒုက္ခဝေဒနာလို့ခေါ်တဲ့ဥပေက္ခနော်ဒီဝေဒနာတရား3ပါးလည်းပဲလောင်ကျွမ်းနေတယ်တဲ့အဲ့တော့မျက်စိနဲ့ပတ်သက်ပြီးတော့ဘုန်းတို့ဘယ်နှမျိုးသိလိုက်တော့ဆို5မျိုးပေါ့မျက်စိရဲ့အစင်းရဲ့မြင်သိစိတ်ရဲ့နော်အဲ့ဒီ3ခုရဲ့အပေါင်းဖြစ်တဲ့ဖတ်တာရဲ့ဖတ်တာကြောင့်ဖြစ်လာတဲ့ခံစားမှုဝေဒနာရဲ့ဘယ်နှမျိုးတော့5မျိုးဟုတ်ပြီနော်ဒါမျက်စိအုပ်စုမှာ5မျိုးနားအုပ်စုမှာ5မျိုးနှာခေါင်းအုပ်စုမှာ5မျိုးလျှာအုပ်စုမှာ5မျိုး
နော်ကာယပတာရကိုယ်အုပ်စုမှာ5မျိုးမနောဒွါရနော်မနာယရဏနော်စိတ်နဲ့ပတ်သက်ပြီးတော့5မျိုးဟုတ်လား5မျိုး6လီဆိုတော့30ဟုတ်လားအဲ့ဒီဥစ္စာကိုဘုန်းဘုန်းတို့ရှင်ရာဟုလာယဟန္တာဖြစ်သွားတာဒီ30ကိုအနိစ္စဒုက္ခအနတ္တလို့မြင်အောင်ရှုခိုင်းပြီးတော့နေတမမနေသောဟမသမိနမေသောအတ္တဒါတွေဟာငါဥစ္စာငါလိပ်ပြဘာတခုမှမဟုတ်တဲ့ဓမ္မတဘာဝတတ်တတ်ပဲလို့မြင်အောင်ကြည်ခိုင်းတာအမင်းကုန်းဆိုတော်ကြီးအလွန်ကြိုက်တဲ့ဝိပဿနာရှုနည်းဆိုတာဒါပဲဒီ5ခုပေါ့နော်မျက်စိအခြေခံပြီးတော့5ခုနားအခြေခံပြီးတော့5ခု30သောသဘာဝတရားအဲ့ဒီသဘာဝတရားတွေဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးနော်သူရှိကပျက်စီးသွားတဲ့အနိစ္စသဘာဝကိုပဲအကြောင်းခံပြီးတော့ဖြစ်ပေါ်လာတဲ့သဘာဝတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာလည်းဘာလို့အနိစ္စသဘောတွေပဲအနိစ္စဖြစ်တဲ့အတွက်ကြောင့်မကောင်းမွန်တဲ့သဘာဝတွေနော်မမြဲလည်းမမြဲမကောင်းလည်းမကောင်းတဲ့သဘာဝကိုငါဥစ္စာငါလိပ်ပြလို့ဆွဲယူတဲ့နလားမဆွဲယူတဲ့ဘူးဘလို့ပဲဘုံဘုံတို့မှန်မှန်ကန်ကန်သိတဲ့တော့နေတမမနေသောဟမသမိနမေသောအတ္တဒီလိုမှန်မှန်ကန်ကန်သိတဲ့တယ်အဲ့ဒါဆိုတော့ဘုရားကြီးအလွန်ကြိုက်တဲ့ဝိပဿနာရှုနည်းပေါ့ဟုတ်လားဒီမှာတော့မြတ်စွာဘုရားဒီ30ကိုဘာအတွက်နှဟောနေတာတော့မီးလောင်နေတယ်ဆိုတာကိုအသေးစိတ်ပြောဖို့အတွက်မြတ်စွာဘုရားဟောပြတာဟုတ်လားဘာမီးတွေလောင်တာတော့အသေးစိတ်နားလည်ရမယ်နော်ຢာကဆိုတဲ့ဆွဲမဲ့မီးလောင်နေဒေါသဆိုတဲ့မကျေနပ်မှုမီးလောင်နေမောဟဆိုတဲ့အမှန်မသိမှုမီးလောင်နေဇာတိဆိုတာမရဏဒါလေးကိုလည်းပဲအသေးစိတ်ကလေးနားလည်ဖို့လိုတယ်နော်ဒီယုံနာတဘာဝတရားတွေဆိုတာအချိန်တိုင်းဖြစ်နေတာအချိန်တိုင်းဖြစ်ပြီးတော့တောက်လျှောက်ပဲအေးဆုံးပြောက်ွယ်သွားတာစဖြစ်ပေါ်လာတာကိုဇာတိလို့နားလည်တဲ့တယ်ပျက်စီးသွားတာကိုမရဏလို့နားလည်တဲ့တယ်ဟုတ်လားမပြတ်ခင်လေးမှာပြတ်မလို့ပြင်းနေတဲ့သဘောလေးကိုစရာလို့နားလည်တဲ့တယ်သဘောပေါက်လားဘုံဘုံပြောတာအချိန်တိုင်းဇာတိမီးစရာမီးမရဏမီးလောင်နေတယ်ဆိုတာကိုမြင်ရမယ်နော်သင်္ချိုင်းပို့လိုက်ရလောက်အောင်လောင်သွားတဲ့မရဏမီးကတော့တစ်ချိန်မှလောင်မှာပေါ့မီးရှို့ပြေးရလောက်အောင်ထိဖောက်ပြန်သွားစေမဲ့မရဏမီးကတော့တစ်ချိန်မှလောင်မှာပေါ့ဒါပေမဲ့အခုလည်းပဲအချိန်တိုင်းဇာတိစရာမရဏနဲ့သွားနေတယ်ဆိုတာကိုမြင်တတ်ဖို့မလိုဘူးလားလိုရနော်ဇာကဒေါသမောဟဇာတိစရာမရဏပြီးတော့ပါတော့တောကပတိဒေဝဒုက္ခဒေါမနတဥပါယတအဲ့ဒါမြတ်စွာဘုရားကမီးလောင်နေဆိုတာအဲ့လိုလောင်နေတာတဲ့နော်ကေနအာဒိဋ္ဌံအဲ့ဒီခုပြောခဲ့တဲ့စက္ခုအစရှိတဲ့၅မျိုးကိုဘာလောင်နေရတော့ရာဂကိနာဒေါသကိနာမောဟကိနာအာဒိဋ္ဌံဇာတိယသရာယမရိဏိနသောကေပတိဒေဝေဒုက္ခေယဒေါမနတေဥပါယတေဟိအာဒိဋ္ဌံတိဝရာမိတဲ့17တိသောမီးတွေဟာဒီအခုပြောတဲ့စက္ခုအုပ်စု5မျိုးကိုအမြဲတမ်းတပြောင်ပြောင်တောက်လောင်နေတယ်ဟုတ်လားအဲ့လိုပဲနာလျာကိုစိတ်ချက်ထွင်ပြီးတော့နားလည်ရမယ်နော်အဲ့တော့စောစောတုန်းကဒေသနာလေးကိုပြန်ပြီးတော့ဘုံဘုံတို့သွားကြမယ်ဟုတ်လားပြောကောင်းတိုင်းဒီဥစ္စာကိုဆက်ပြောနေလို့အချင်းကနောက်ထပ်ပြောချင်တာလေးကြံနေသေးရဲ့နော်အဲ့တော့ကိလ္လုဟာသောကိမာနံသောနေဆံပိစလိတေတတိအမြဲတမ်းလောင်ကျွမ်းနေပါလက်ခင်နဲ့ဘာကြောင့်ပျော်နိုင်ကြတာတုံးဘာကြောင့်နှစ်သက်နေနိုင်ကြတာတုံးဆိုတဲ့စကားလေးကိုအကျဉ်းတုံးနားလေဖို့အခုလောင်နေတယ်ဆိုတာလေးကိုအထုပ္ပတိနဲ့တကွာသုတ်တန်ရဲ့သဘာဝလေးကိုဘုံဘုံတို့အထိုင်လေးရောက်ရှင်းပြနေတာဟုတ်လားဘာတွေလောင်နေတယ်လဲဆိုတာကိုကိုယ့်အကိုနားလေအောင်ကြည့်မီးလောင်နေတယ်ဆိုတဲ့ခံစားမှုကတတိပဋ္ဌာန်တရားကိုတကယ်ဆွဲမြဲကြိုးစားမယ်ဆိုလို့ရှိရင်ဉာဏ်နဲ့ခံစားလို့ရနိုင်တဲ့အမှန်တရားတစ်ခုဟုတ်လားဖြစ်နေရတာပင်ပန်းလိုက်တာဆိုတဲ့ခံစားချက်မျိုးဉာဏ်နဲ့ဉာဏ်ထက်မြက်လာတဲ့အဆင့်ထိရအောင်ဧတတို့လှုပ်ကြည့်ပါနော်ဟုတ်လားမြင်နေရတာပင်ပန်းလိုက်တာကြားနေရတာပင်ပန်းလိုက်တာဟုတ်လားမြင်ချင်းကြားချင်းကိုကြောင်းပြုပြီးတော့လိုချင်မှုဖြစ်လိုက်ရတာပင်ပန်းလိုက်တာလိုချင်မှုကလေးဖြစ်သွားတာကိုပင်ပန်းလိုက်တာပူလောင်လိုက်တာလို့တိတတ်ဖို့လိုတယ်လို့ထင်တယ်ဟုတ်လားလိုချင်မှုလေးဖြစ်သွားတာကိုနော်ပူလောင်နေလို့သိဖို့ဟာနည်းနည်းတော့ခက်မယ်နော်မကျေနပ်မှုဖြစ်သွားတာကြတော့ပူလောင်နေပင်ပန်းနေလို့သိဖို့ဟာလွယ်မယ်ပေါ့နော်အကုန်လုံးကတကယ်တမ်းကတော့ပင်ပန်းစေတဲ့သဘောပူလောင်စေတဲ့သဘောတွေပါပဲဟုတ်လားဒါကိုယ့်ရဲ့ဉာဏ်ပေါ်မှာမူတည်ပြီးတော့ဒီဥစ္စာကိုဘလောက်စိတ်ကနားလည်မလဲနားမလည်ဘူးလဲဆိုတာကွက်ပြသွားမယ်ရသော်ဘုရားကတော့တကယ်ကိုအမှန်ကိုမလုပ်ထားတာတော့ဟောထားတာပဲမီးလောင်နေတယ်လို့ကိုဟောထားတာပဲဟုတ်လားအဲ့ဒါကိုယ်စိတ်ထဲကဘလောက်နားလည်လဲနားမလည်ဘူးလဲနားလည်ရင်နားလည်သလောက်ငါမြတ်စွာဘုရားရဲ့ဒေသနာနဲ့ငါရဲ့စိတ်ဟာနီးစပ်လာတယ်ညှိလို့ရတယ်ငါတော်တော်သဘောပေါက်လာပြီလို့ကိုမှတ်ယူလို့မရနိုင်ဘူးလားနားမလည်သေးဘူးဆိုရင်လည်းဒေသနာတွေကဘာတွေမှမသိဘူးလို့မတွေးနဲ့နော်ငါဉာဏ်လိုသေးတယ်ငါရဲ့ဉာဏ်ကိုမြင့်ဖို့လိုသေးတယ်ဘ
ဖះမီးလောင်နေတယ်လို့ဟောတယ်ငါတော့အေးဆေးပဲဆိုတော့ဒါဘာလို့သေးတော့ညံလို့သေးတယ်လို့တွေးရမယ်နော်အဲ့လိုဆိုရင်အမြဲမပြတ်လောင်ကျွမ်းနေပါလဲကနေဘယ်နဲ့ကြောင့်နှစ်သက်နိုင်တယ်လဲနော်ပျော်မွေ့နိုင်တယ်လဲဆိုတဲ့ဒေသနာလေးကိုအဲ့လိုအကျယ်နားလည်ရမယ်ပေါ့မြတ်စွာဘုရားဖြစ်စီခြင်းတာကဒီမီးတွေငြိမ်းအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားမီးဘလို့ငြိမ်းမလဲဆိုတာဒီကုန်းပိုင်းလေးမှာနည်းနည်းပြောပါမယ်အခုဆက်ပြီးတော့ဘုန်းတို့အန္တကာရေနဩနတ္တာပရိပန္နကဝေတထနော်အမိုင်းမောင်ထဲမှာအမြဲတမ်းသွားနေပါလဲခင်တယ်ဘယ်နဲ့ကြောင့်အလင်းရောင်တည်းဟူသောမီးကိုမရှာဘဲနေနေတာတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာမီးဆိုတာဘာလို့အလင်းကိုဖြစ်စေတတ်တဲ့မီးဆိုတာဘာကိုပြောတာတော့ပညာကိုပြောတာမြတ်စွာဘုရားရဲ့ဉာဏ်တော်ဟာအံ့ဩစရာကောင်းတယ်နော်မီးတစ်မျိုးတည်းကိုပဲနော်ဆန့်ကျင်ဘက်အဓိပ္ပာယ်နှစ်ခုဝင်အောင်ဥပမာပေးတာပထမမီးကဘာကိုဥပမာပေးတာတော့ကိလေသာကိုဥပမာပေးတာကိလေသာကိုစားပြုတဲ့မီးပေါ့နော်မီးလောင်နေပါလဲကဲနေဘာလို့ပြောနိုင်တာတော့ဆိုတဲ့နေရာမှာပြောတဲ့မီးဒီပူလောင်မှုကိုစားပြုဟုတ်လားနော်မှောင်းနေပါလဲကဲဘာလို့အလင်းရောင်ကိုဖြစ်စေတဲ့မီးကိုမရှားတာတော့လို့ဒုတိယပြောတဲ့မီးကဘယ်မီးကိုရည်ညွှန်းတာတော့ပညာကိုရည်ညွှန်းတာနော်ဒါကြောင့်ဖယ်ရှားပြရမယ့်အရာကိုလည်းမီးနဲ့ဥမာပေးတယ်ဖြစ်ပွားစေတဲ့အရာကိုလည်းပဲမီးနဲ့ဥမာပေးတယ်ဟိုမီးကပူစေတဲ့မီးဒီမီးကလင်းစေတဲ့မီးဒီလိုကွာခြားသွားတာဟုတ်လားဒါလေးတွေကိုသဘောကျတယ်ဆိုတာဒီသဘောလေးတွေကိုဘုံဘုံတို့သဘောကျတာကိုပြောတာဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်နော်ဒီပညာရည်ဟူသောမီးဟာမြင်စေတတ်တယ်သိစေတတ်တယ်ဟုတ်လားလင်းနေတဲ့သဘောဆိုတော့ဘာရှိတယ်ဘာမရှိဘူးဘလို့သွားမယ်ဘယ်နာကဘေးကင်းတယ်ဘယ်နာကဘေးမကင်းဘူးအကုန်မသိနိုင်ဘူးလားသိနိုင်တယ်ဟုတ်လားဒါကအလင်းရောင်ကိုဖြစ်စေတဲ့မီးပေါ့နောက်ထပ်ဘုံဘုံတို့မီးဆိုတာလောင်ကျွမ်းပြစ်တဲ့သဘောပဲပညာဆိုတဲ့မီးဟာကိလေသာတည်းဟူသောမီးကိုပါရှုမြိုက်နိုင်တဲ့အစွမ်းရှိတယ်။မီးချင်းလောင်ကျွမ်းပြစ်တယ်ဆိုတဲ့အံ့ဩစရာကောင်းတဲ့ဥပမာမျိုးနဲ့ဟောထားတဲ့ဒေသနာလည်းရှိ။အဲ့ဒီအကြောင်းအရာလေးကိုဘုံဘုံကဇတ်တော်လေးတစ်ပုဒ်ကိုခြေခံပြီးတော့ပြောပြခြင်းဟုတ်လား။အဲ့ဒီဇတ်တော်ကမူလပရိယာယဇတ်မူလပရိယာယဇတ်ဆိုတာကအလွန်မာနကြီးတဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားဟောထားတာမြတ်စွာဘုရားလက်ထက်ကပုံနာမျိုးကနေပြီးတော့ယဟန်ပြုလာကြတဲ့900မြတ်လောက်ရှိတဲ့ယဟန်တွေရှိတယ်။အဲ့ဒါသူတို့ကမြတ်စွာဘုရားထံတော်ဘာကနေပိဋကတ်တော်တွေသင်မြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုဒီပြင်ယဟန်တွေဒီကသင်တာလည်းဖြစ်ချင်လည်းဖြစ်မယ်ပေါ့နော်။ပိဋကတ်တော်ကိုကျွမ်းကျင်သွားတဲ့အခါကျတော့သူကမန်ဝင်ကြတယ်တဲ့။မြတ်စွာဘုရားလည်းဒီသဘောတွေကိုသိတာတို့လည်းပဲဒီသဘောကိုသိတာဘုရားနဲ့တို့ရဲ့အထူးကဘာတော့မြတ်စွာဘုရားနဲ့သူတို့ကိုမထူးဘူးလို့တောင်သူတို့ကထင်တာအဲ့ဒီလောက်ထိမိုက်မဲတယ်လို့ပြောကြပါစို့နော်အဲ့တော့မြတ်စွာဘုရားဒီယဟန်နေမာနဖြစ်နေတာဘလို့သူတို့ရဲ့မာနကိုဖျက်ဆီးရမှာတော့လို့မြတ်စွာဘုရားစဉ်းစားပြီးတော့နော်အဖြေဘလို့ရတော့ဆိုတော့သူတို့ကိုနော်ခေါ်ပြီးတော့မူလပရိယာယသုတ်တံဆိုတာခေါ်တယ်မူလပဏ္ဏတပါဠိတော်မှာပရိယေမျိုးစုံနဲ့ဟောတယ်အဲ့ဒါဘုံဖတ်ကြည့်တယ်တချို့ကလည်းနားမလဲဘူးပေါ့နော်အဲ့ဒါမြတ်စွာဘုရားတမင်နားမလဲအောင်ကိုဟောတာသူတို့ရဲ့မာနကိုကြအောင်လို့ဒေသနာဆိုတာအမှန်တရားကိုဒီလိုပြောလို့လည်းရတယ်ပေါ့နော်အဲ့လိုဟောတဲ့အခါကျတော့ဘာမှနားမလဲအဲ့ဒီယဟန်နေနားမလဲတဲ့အခါကျတော့မှမှန်ကြတယ်တဲ့ဘုရားဟောတော်တယ်သူဘာမှလည်းမသိဘူးပေါ့နော်အဲ့လိုမှန်ကြတဲ့အချိန်မှာနောက်တော့တရားသူတရားမြတ်တွေရကြတာပါပဲအဲ့ဒါယဟန်တော်တွေကဒီယဟန်တွေရဲ့မှန်ကိုမြတ်စွာဘုရားပယ်နှုတ်ပေးတာအံ့ဩစရာကောင်းတယ်မြတ်စွာဘုရားရဲ့အစွမ်းဟာအဲ့ဒီမှာမြတ်စွာဘုရားအခုသာလည်းသူတို့ရဲ့မာနကိုငါပယ်နှုတ်ပေးတာမဟုတ်သေးဘူး။ဟိုတုန်းကလည်းပဲပယ်နှုတ်ပေးဘူးတယ်ဆိုပြီးတော့ဇတ်တော်တစ်ခုဟောတယ်။မူလပရိယာယဇတ်တဲ့ဇတ်တော်နာမည်ကလည်းဒါတစ်ခုသောဘဝမှာဘုန်းတို့ဘုရားလောင်းကတိတပံဘောကဆရာကြီးဖြစ်တယ်။ပေတွင်သုံးပုံသင်ပေးတယ်တပည့်များစွာအဲ့ဒါဒီနေ့တော့နော်တကယ်ကြည်ရတဲ့နော်ပိုက်ဆံရှိတဲ့အမျိုးအနွယ်အထက်တန်းကြတဲ့အမျိုးအနွယ်ကလူလယ်900လောက်တိတပံဘောကဆရာကြီးတွေကိုလာပြီးတော့ပညာသင်ကြတပေတင်သုံးပုံဝေဒသုံးပုံတက်ပြီလဲဆိုရောဆရာကြီးလည်းဒါတက်တယ်တို့လည်းဒါတက်တယ်ဆရာကြီးနဲ့တို့နဲ့ဘာထူတော့ဘာမထူဘူးအဲ့ဒါနဲ့ तू ကမန်နေဝင်ပြီးတော့မထေမဲ့မြင်ပြုတ်ကြတယ်ဘယ်လောက်ထိသူတို့ကမထေမဲ့မြင်ပြုတ်လာတော့ဆိုတော့ဒီနေ့ဆရာကြီးကနေပူစာလှုံးနေတယ်အဲ့ဒီတပည့်တွေအဲ့ဒီနာရောက်လာပြီးတော့အဲ့ဒီနာမှာဇီးပင်တပင်ပေါက်နေတာလည်းရှိအဲ့ဒီဇီးပင်ကိုလက်နဲ့ခောက်ပြီးတော့ဒီအပင်ကဘာအနှစ်မှမရှိဘူးလို့ပြောတယ်တဲ့ရွဲ့ပြီးတော့ပြောတာပေါ့နော်ဘေးနားမှာထိုင်နေတဲ့ဆရာကြီးကိုဘာပညာမှမတတ်ဘူးလို့ပြောချင်တာဟုတ်လားဒီအပင်ကဘာအနှစ်မှမရှိဘူး
တော့ဆရာကြီးကသိတယ်ဒီတပည့်တွေတော့တော်တော်မှားနေပြီပေါ့နော်အဲ့ဒါနဲ့တပည့်တွေအကုန်လုံးခေါ်ပြီးတော့ gain ငါးတပည့်တို့မင်းတို့ငါပု္ပ္ပာတစ်ခုမေးမယ်ပေါ့နော်အဲ့ဒီပု္ပ္ပာကိုမင်းတို့ဖြေရမယ်ဆိုပြီးတော့ဘုရားလောင်းကဂါထာတစ်ပုဒ်ရွတ်ပြီးတော့သူတို့မေးတာကာလောကတတိဗုဒ္ဓာနိတဗ္ဗေနေဝသဟထနာယောဇာကာလကတောဗုဒ္ဓတဗုဒ္ဓပစနိပစီနော်အဓိပ္ပာယ်ကဘာပြောတာတော့ကာလောကတတိဗုဒ္ဓာနိအချိန်ကာလကနော်တတ္တဝါတွေကိုစားနေတယ်တဲ့တဗ္ဗေနေဝသဟတနာနော်အလုံးစုံသောအရာတွေကိုမိမိနဲ့တကွကုန်ခန်းစီပြီးတော့စားပြစ်နေတယ်နော်ကာလဆိုတဲ့အချိန်ကြီးကသူ့ကိုယ်သူကိုရောတတ္တဝါတွေကိုရောဘာလို့ပြစ်နေတာစားပြစ်တယ်တဲ့စားတယ်ဆိုကုန်သွားတာပေါ့ဗျာဟုတ်လားဒါလေးကရှင်းပြစရာအလွန်ကောင်းပါတယ်နော်ဘုန်းတို့ကာလကတတ္တဝါကိုစားတယ်ကုံသွားနေတယ်ဆိုတာလေးကိုမြင်အောင်ကြည့်ဟုတ်လားခုအသက်50ရှိပြီဆိုကြပါစို့စားလာတာ50စာကုံသွားပြီနော်လူပြိုတာတွေကုံခဲ့တယ်ခွန်အားတွေကုံခဲ့တယ်ကုံလိုက်နေတာပဲမနေ့ကလည်းကုံသွားတာပဲအရင်လကလည်းကုံသွားတာအရင်နှစ်ကလည်းကုံသွားတာအခုလည်းပဲကုံရင်းနဲ့ပဲသွားပြီးရင်တဘဝကုံသွားဦးမယ်ကုံသွားမှာနော်ဘယ်သူစားပြစ်တာတုံးလို့မေးရင်အချိန်ကစားပြစ်တာတဲ့အဲ့ဒါအချိန်ကပြောပုံလေးကတိကျတယ်နော်သဗ္ဗေနေဝသဟတနာမိမိနဲ့တကွနော်ဗုဒ္ဓာနိသဗ္ဗေနေဝလုံးစုံသားလည်းဖြစ်ကုန်သောဗုဒ္ဓာနိတတ္တဝါတို့ကိုကာလောကာလတည်းကတတိစားနေတဲ့ဝါမျိုးနေတယ်နော်အချိန်ဆိုတာသူနဲ့တကွတတ္တဝါအလုံးကိုဝါမျိုးနေသူလဲကုံတတ္တဝါလဲကုံပေါ့ဟုတ်လားအဲ့ဒီမှာမေးခွန်းကဘာတုံးဆိုတော့ယောဇာကာလကတောဗုဒ္ဓတဗုဒ္ဓပစနိပစီယောဇာကာလကတောဗုဒ္ဓနော်အကျင့်ပုဂ္ဂိုလ်တူတယောက်ကတော့တတ္တဝါအားလုံးကိုစားပြစ်တဲ့ကာလကိုပဲ तू ကပြန်ပြီးတော့စားတယ်တဲ့တော်တော်လေးနဲ့သွားပြီနော်ကာလကို तू ကပြန်ပြီးတော့စားတယ်နော်သဗုဒ္ဓပစနိပစီတတ္တဝါတွေကိုပူအောင်ချက်နေတဲ့မီးကို तू ကပြန်ပြီးတော့ချက်ပြစ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်တုံးလို့မေးတာဟုတ်လားနော်ယဟန္တာကိုပြောတာနော်ကာလတတ္တဝါတွေကိုအကုန်စားတယ်ဒါပေမဲ့ပုဂ္ဂိုလ်တူတယောက်ကတော့အဲ့ဒီတတ္တဝါတွေကိုစားနေတဲ့ကာလကိုပဲသူကပြန်စားပစ်လိုက်တယ်ဒါတွေမကဘူးတတ္တဝါတွေကိုနော်လောင်ကျွမ်းစေတဲ့တတ္တဝါတွေကိုချက်နေတဲ့မီးကိုပဲသူကပြန်ပြီးတော့ရှုမြတ်ပစ်တယ်ဒါလေးအလွန်ကောင်းတယ်နော်ဆိုကြပါစို့ယဟန္တာပုဂ္ဂိုလ်ကကာလကိုဘယ်လိုစားသလဲဆိုတာလေးကိုနည်းနည်းပြောပါနော်ယဟန္တာဖြစ်သွားဒီဘုရားပြိဋိဘံဆံသွားမှာဆိုရင်နောက်ထပ်ပြိဋ္ဌိနေရမယ့်ကာလသူ့အတွက်မရှိတော့အိုးရမယ့်ကာလမရှိဘူးနားရမယ့်ကာလမရှိဘူးဆင်းရမယ့်ကာလမရှိဘူးဘောပေါက်လားဘုန်းဘုန်းတို့မှာတော့ကာလတွေကအမြဲတမ်းစောင့်နေပြီးရင်အကုန်လုံးကလည်းကိုယ့်ကိုစားသွားမယ်နော်ဖြစ်လာလိုက်ပြက်သွားလိုက်ဖြစ်လာလိုက်ပြက်သွားလိုက်ဆိုကာလရဲ့စားတာကိုဘုန်းဘုန်းတို့ဟာအမြဲခံရအဲ့ဒီကာလကိုအပိတတ်သွားစေရင်လည်းကိုအပိစားပစ်လိုက်ခြင်းနဲ့ဆိုရင်ယဟန္တာဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါကအဓိပ္ပာယ်တစ်မျိုးနော်သဗ္ဗုဒ္ဓပစနိပစီနော်ဗုဒ္ဓပစနိတတ္တဝါတွေကိုချက်တဲ့အရာကျတို့ထမင်းတို့ဟင်းတို့ချက်တယ်ဆိုဘာနဲ့ချက်တာတော့မီးနဲ့ချက်တယ်နော်အဲ့လိုပဲဘုံဘုံတို့ကိုချက်နေတယ်ကိလေသာမီးကချက်နေတယ်ဟုတ်လားနော်ပူလောင်အောင်ရှုမြိုက်နေတယ်တင်စားပြောတာပေါ့နော်ချက်နေတယ်အဲ့ဒီတတ္တဝါတွေကိုချက်နေတဲ့ကိလေသာမီးကိုပညာဆိုတဲ့မီးကပြန်ပြီးတော့ရှုမြိုက်ပစ်တယ်တဲ့နော်လင်းတော်မီးကိုရှားပါဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဒီအဓိပ္ပာယ်လေးတွေကလေးနဲ့လို့ဒါဘုံဘုံကမီးရဲ့နော်အစွမ်းတတ္တိလေးတွေကိုဥပမာလေးတွေနဲ့နားလည်အောင်ဘုရားပြောတဲ့နေရာမှာအသုံးပြုသွားပုံလေးတွေကိုမြင်စေခြင်းလို့ပြောတာပူတဲ့မီးလည်းရှိတယ်အလင်းရောင်ကိုဖြစ်စေတဲ့မီးလည်းရှိတယ်အခုပညာမီးကြတော့နေပေကပိုးတောင်ကျေသွားတယ်နော်တတ္တဝါတွေကိုချက်နေတဲ့မီးကိုသူကပြန်ပြီးတော့ချက်ပစ်လိုက်တယ်နော်ဓာတ်ရိုက်အဓိပ္ပာယ်အဲ့လိုပြောတာနော်ပို့ပြီးတော့ဘုံဘုံတို့ရှင်းအောင်ပြောရရင်တတ္တဝါတွေကိုရှုမြိုက်တဲ့အရာကိုသူကပြန်ပြီးတော့ရှုမြိုက်ပစ်လိုက်တယ်လောင်ကျွမ်းသွားစီတယ်ကုန်ခန်းသွားစီတယ်ဖျက်ဆီးပစ်လိုက်တယ်ပေါ့ဆိုလိုတာကနော်ပညာဖြစ်လာလို့ရှင်ကိလေသာဟာပျက်စီးသွားတဲ့သဘောမျိုးကိုရည်ရွယ်တာဟုတ်လားအဲ့တော့အလွန်လေးနေတဲ့ပု္ပ္ပာဆိုတော့တပည့်တွေကဘယ်ဖြည့်နိုင်မလို့နော်ကာလဟာသူနဲ့တကွာတတ္တဝါအလုံးကိုစားနေတယ်ဒါပေမဲ့ကျင်ပုဂ္ဂိုလ်တူတယောက်ကတော့အဲ့ဒီကာလကိုပဲပြန်ပြီးတော့စားပစ်တယ်တတ္တဝါတွေကိုချက်နေတဲ့အရာကိုသူကပြန်ပြီးတော့ချက်ပစ်တယ်လို့ပြောတာအဲ့ဒီတတ္တဝါပဲတတ္တဝါတုံးဆိုတော့တယောက်မှမဖြေနိုင်အဲ့ဒီမှာဘုရားလောင်းကကိုင်းသွားကြမင်းတို့9ရက်အချိန်ပေးတယ်အဖြေရအောင်ရှာခဲ့ဆိုတော့9ရက်သာကုန်သွားတယ်အဖြေကမရ
အဲ့ဒီလိုမရတဲ့အချိန်မှာဘုရားလောင်းကဂါထာတစ်ပုဒ်ရွတ်တဲ့ဒီဂါထာလေးကလည်းကောင်းတယ်ဘဟုနိနရတိတာနိလောမတာနိလောမတာနိဗျာနိဇံဂီဝါတုပတိမုဂ္ဂာနိကောစီဒေဝထကန္နဝါနော်ဂီဝါတုလေပင်တို့၌ပတိမုဂ္ဂာနိစွတ်အပ်ကုန်သောဗျာနိပွားကုန်သောလောမတာနိအမွှေးရှိကုန်သောဘဟုနိများစွာကုန်သောနရတိတာနိလူတို့၏ဥကောင်းတို့သည်ဒိဋ္ဌံတိထင်ရှားရှိကုန်၏ဣဋ္ဌဤဥကောင်းအများတို့တွင်ကောစီဒေဝတခုသောဥကောင်းသာလျှင်ကန္နဝါတိရသောနာရှိ၏တဲ့အဓိပ္ပာယ်တော့ရှင်းပြအောင်မှရမယ်နော်လေပင်ကိုစွတ်နေတဲ့ထန်းသီးမှဲ့လောက်ပမာဏရှိတဲ့ခေါင်းတွေဟာလူတိုင်းမှာရှိတယ်တဲ့လူတိုင်းခေါင်းတွေရှိတယ်ဗောနော်ခေါင်းတွေကတော့လူတိုင်းမှာရှိဒါမဲ့လို့နားပါတဲ့ခေါင်းကတော့တခေါင်းပဲရှိတယ်တဲ့အဲ့တော့နားဆိုတာဘာကိုပြောတာတော့ပညာကိုပြောတာတိတတ်တဲ့သဘောကိုရည်ရွယ်တာနော်ခေါင်းတွေကတော့လူတိုင်းရှိတာပါကွာဒါပေမဲ့နားတစ်စုံပါတဲ့ခေါင်းကတော့တစ်လုံးပဲရှိတယ်လို့ပြောတာသူတို့ပြန်ပြီးတော့ဘုရားလောင်းကပြောတဲ့စကားနော်မင်းတို့ခေါင်းတွေမှာနားမပါဘူးနားဆိုတာဒီနေ့မှာပညာကိုရည်ညွှန်းတာဟုတ်လားခေါင်းတွေအများကြီးရှိပေမဲ့လို့တိတတ်တဲ့နားတစ်စုံကတော့ခေါင်းတစ်လုံးမှာပဲပါတယ်သူပဲသိတယ်ကျန်တဲ့လူတွေဘယ်သူမှမသိဘူးလို့ပြောကျင်တဲ့သဘောလို့ဘုံဘွားကတော့အဲ့လိုနားလေလိုက်တယ်ပေါ့ဟုတ်လားဒါပါတော့မူလပရိယာယဇတ်ဟုတ်လားအဲ့တော့ဘုန်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နော်လင်းတော်မီးကိုရှာပါဆိုတာဘဝမှာမတိဘဲနဲ့နေရတာကိုရှင်းရဲတယ်အကျိုးမဲ့များစွာကိုဖြစ်စေတတ်တယ်လို့စိတ်ကမှန်မှန်ကန်ကန်နားလည်ပြီးတော့အဲ့ဒီမတိမှုအမိုက်မှောင်ကိုပယ်ဖြောက်ဖို့အတွက်ပညာတည်းဟူသောအသိဉာဏ်တည်းဟူသောမီးကိုဘုန်းတို့ဘာလုပ်ကြရမလို့ရှာကြရမယ်လို့ပြောတာဟုတ်လားအဲ့တော့ဒီဒေသနာလေးကအမြဲတမ်းလောင်ကျွမ်းခံနေရပါလဲနဲ့ဘယ်နဲ့ကြောင့်ပျော်မွေ့ပြီးတော့နေနိုင်ကြတာတုံးဆိုတာကအလောင်ခံနေရတဲ့အနေအထားကိုနော်အပြီးတတ်နိုင်ဖို့ငြိမ့်သက်ပေးနိုင်ဖို့ကိုငြိမ်းအောင်လုပ်နိုင်ဖို့ငြိမ်းမှလည်းအေးမှာကိုငြိမ်းအောင်လုပ်နိုင်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့သဘောနဲ့အဲ့ဒါကိုခေါ်တာအဲ့တော့ငြိမ့်သက်ခြင်းနဲ့ငြိမ်းအေးခြင်းနဲ့စိတ်ကလေးပေါက်ဖို့ဆိုလို့ရှိရင်ဘုံဘုံအမြင်ပေါ်လေပထမဘာလို့မယ်ထင်တော့ပူးနေတာကိုပူးနေတယ်လို့အရင်တကယ်ထဲထဲဝင်ဝင်သိဖို့ပဲပူမှန်းသိရင်အေးခြင်းပါပါအခုကကျွတ်တော့အေးအောင်မလုပ်ဘူးဘာလို့အေးအောင်မလုပ်တော့အေးခြင်းတဲ့စိတ်မရှိဘူးအေးခြင်းတဲ့စိတ်ကဘာလို့မရှိအောင်ဆိုပူမှန်းကိုမသိနော်ဟာခီးသွားတာညောင်းပြီကွာညောင်းပြီဆိုရင်တော့နားမှာပေါ့နော်အခုကညောင်းမှန်းကိုမသိဘူးဆိုတော့ तू ကနားရကောင်းမှန်းလည်းမသိဘူးနော်လူတွေကမောနေတာပြောနေတာတင်းပြေးနေတဲ့သဘောပေါ့နော်ပူနေတာပြောနေတာမီးစာအမြဲတမ်းထည့်နေတဲ့သဘောပေါ့ဒါဘာလို့အဲ့လိုဖြစ်ရတာတော့ဆိုတော့အခြေခံကပါလေတကယ်ပူးနေတယ်ဆိုတာကိုမသိလို့အဲ့ဒါပူတာကိုပူမှန်းသိအောင်ဘုံဘုံတို့တွေဟာအမှန်အကန်သတိထားတဲ့လုပ်ငန်းကိုလုပ်ကြည့်လိုက်ရင်ပူတာကိုပူမှန်းသိလိမ့်မယ်ပူမှန်းသိလို့ရှိရင်အော်ကိုမိကိုယ့်ကိုငြိမ်းမှရှင်းမှာပါလားဆိုတဲ့အတွေ့လာလိမ့်မယ်နော်နောက်ဒုတိယကိုဟာမြေတဲ့မိုက်မောင်ထဲမှာနေရတယ်ဘာကြောင့်အလင်းရောင်တည်းဟူသောမီးကိုမရှာကြသလဲဆိုတာအလင်းရောင်တည်းဟူသောမီးကိုရှာဖို့တိုက်တွန်းတယ်လို့မဆိုနိုင်ဘူးလားအဲ့ဒါကိုရှာခြင်းသိပေါက်ဖို့ဆိုရင်ကိုမသိတာကိုမသိမှန်းသိဖို့လိုမယ်ပေါ့ဘောပေါက်လာဘုံပြောတာမသိတာကြီးကိုဘာမှမသိတာကိုပဲပြန်ပြီးတော့မသိဘူးဆိုလို့ရှိရင်သိဖို့လုပ်တဲ့အနေအထားကိုရောက်ဖို့အလှမ်းကဝေးနေအောင်မယ်ပေါ့ဟုတ်လားဒါကြောင့်ငါမသိဘဲနဲ့နေနေတာဟိုဟာမသိဒီဟာမသိတကယ်သိသိတတ်တဲ့အရာတွေကိုငါမသိဘဲနဲ့နေရတာငါသိအောင်လုပ်ဦးမှာပါဆိုတဲ့စိတ်ကလေးပြင်းထန်လာဖို့အတွက်ကိုမသိတာကိုမသိဘူးလို့ဘာလို့ဖို့လို့တော့သိဖို့လို့ယောဘာလောမညတိဘာလပန္တိတောဝါပိတေနာသောဘာလောစပန္တိတမန္တိသဝေဘာလောတိယုစတိဟုတ်လားကိုမိုက်တာကိုမိုက်တယ်လို့သိရင်ပညာရှိမိသေးတယ်တဲ့ကိုမိုက်တာကိုမိုက်တယ်လို့မသိဘူးဆိုရင်တော့အဲ့ဒါမှတကယ်ပိတ်ပိန်မိုက်သွားတာတဲ့ဟုတ်လားဒါကြောင့်အလင်းရောင်ကိုရှာခြင်းစိတ်ကလေးပေါက်ဖို့အတွက်ဘာလို့တော့ကိုမသိသေးတဲ့အခြေအနေကိုမသိသေးဘူးလို့နားလည်ဖို့လိုတယ်ဟုတ်တယ်မို့လားဘုန်းတို့တရားနဲ့ပတ်သက်လာလို့ရှိရင်နော်အားငယ်မယ်ဆိုရင်လည်းငယ်စရာပဲလေဟိုဟာသိလားဆိုလည်းမသိဒါသိလားဆိုလည်းမသိဟလာမသိလို့မို့ဘာလုပ်နေကြတာတော့သိအောင်လုပ်နေရတာအဲ့တော့နောက်ဆုံးသစ္စာလေးပါးသိသွားမှမြတ်စွာဘုရားကဒီလူကတော့သိထင်ပါရဲ့ဆိုပြီးတော့သူများမျက်နှာမော့ကြည့်နေရတဲ့အနေထားလွတ်မယ်လို့ဟောတာနော်သစ္စာလေးပါးကိုမသိမချင်းဖြစ်လျက်ဘဝမှာဒီလူကတော့သိလျောင်တကားသူများကိုအမြဲတမ်းဆရာတင်းနေရတယ်သူများမျက်နှာမော့ကြည့်နေရတယ်တဲ့မြတ်စွာဘုရားဟောတဲ့ပုံကလေးနော်သိလို့စိတ်ပေါက်အောင်ပြီးတော့နေရတဲ့အနေအထားကိုစိတ်ကုန်အောင်ဟောတာလို့ပြောနိုင်တယ်နော်ခက်တာနေရတာကိုစိတ်ကမကုန်မဲဖြစ်နေဟုတ်လားနော်အဲ့တော့ကိုလဲခြင်းနေဆိုရင်နေတာကိုနေတယ်လို့အရင်သိရမယ်နော်သိခြင်းနေဆိုရင်မသိသေးတာကိုမသိသေးဘူးလို့သိရမယ်ဒါမှဘုန်းဘုန်းတို့ကမသိမှုကနေထွက်နိုင်မှာဟုတ်လား
ဒါကြောင့်အလင်းရောင်ကိုရှားခြင်းလဲဆိုအမှောင်နဲ့နေရတာဘလို့အန်တယ်များတုံးဆိုတာကိုအရင်နားလည်အောင်လုပ်ပြီးတော့ဟုတ်လားအလင်းရောင်ကိုရှာဖို့ကြိုးစားကြရမှာဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ပူရမီးကိုလည်းညှိတတ်နိုင်ဖို့အမှောင်နေတဲ့အထဲမှာအလင်းရောင်ကိုရနိုင်ဖို့အတွက်တစ်ချက်ခုတ်နှစ်ချက်ပြက်စီမဲ့ဘုံဘုံတို့အတွက်နီလန်းကဘာလဲလို့မေးရင်ဒီသတိပဋ္ဌာန်တရားရှုမှတ်ပွားများတဲ့နီးပဲဟုတ်လားသတိပဋ္ဌာန်တရားကိုရှုမှတ်မယ်ဆိုရင်မီးလောင်နေတာကိုလောင်မှန်းသိနိုင်တယ်တဆင့်တက်ပြီးတော့နော်ဒီမီးကိုငြိမ့်သက်ပေးနိုင်တဲ့ပညာကိုလည်းရနိုင်တယ်ဟုတ်လားဒီမီးကိုငြိမ့်သက်ပေးနိုင်တဲ့အရာကိုလည်းရနိုင်တယ်ဘုံတို့ဣတိဥပါဠိတော်မှာမှတ်တမ်းတင်ထားတယ်အခိတုတ်တံဆိုတာရှိအဲ့ဒီတုတ်တံမှာမြတ်စွာဘုရားမီးဆိုတာယာကကိဒေါသကိမောဟကိ၃မျိုးရှိတယ်အဲ့ဒီမီးကိုငြိမ့်သက်ဖို့အတွက်မြတ်စွာဘုရားအဲ့ဒီမှာတော့တီးသန့်နီလန်းလေးတွေပေးတာရှိယာကမီးကိုငြိမ့်သက်ဖို့အတွက်အတုပဘာဝနာကိုပွားများရဒေါသမီးကိုငြိမ့်သက်ဖို့အတွက်မေတ္တာဘာဝနာကိုပွားများရမောဟမီးကိုညှိတတ်ဖို့အတွက်ပညာဘာဝနာကိုပွားများရမယ်လို့ပြောဟုတ်လားပညာဆိုတာဘာတော့အမှန်သိတာနော်အမှန်သိမှုပညာကိုဘုန်းဘုန်းတို့ဟာဘယ်လိုနည်းနဲ့ရနိုင်တုံးလို့ဆိုရင်ဒလဇက်တတိထားတဲ့နည်းနဲ့ရနိုင်တယ်ဟုတ်လားတတိပဋ္ဌာန်တရားကိုအားထုတ်ခြင်းအဖြစ်အမှန်သိတဲ့ဉာဏ်ပညာကိုရနိုင်တယ်အဲ့ဒီဉာဏ်ပညာကိုအဲ့ဒီမှာမြတ်စွာဘုရားကမောဟမီးကိုညှိတတ်ဖို့အတွက်နော်ဘုန်းဘုန်းတို့ကြိုးစားအားထုတ်ကြရမယ်နီလန်းတစ်ခုအနေနဲ့အဲ့ဒီမှာဟောတာဟုတ်လားအဲ့တော့ဘုန်းတို့မီးကိုညှိကျင်တယ်ဆိုရင်လည်းတတိပဋ္ဌာန်တရားကိုအားထုတ်ကြဖို့ပေါ့နော်လင်းတဲ့မီးကိုရကျင်တယ်ဆိုရင်လည်းတတိပဋ္ဌာန်တရားကိုအားထုတ်ဖို့ပဲရှိတယ်နော်တတိပဋ္ဌာန်တရားအားထုတ်လို့ရှိရင်ညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယဟုတ်လားသစ္စာလေးပါးကိုထွန်းပေါက်ပြီးတော့သိတဲ့အဆင့်ထိရောက်ဉာဏ်ပညာမြင်မှမယ်ဒီဘဝတွေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အဆင့်ထိရောက်အောင်နော်ဖူဉဏ်ဖြင့်ချမ်းချမ်းသာသာနေနိုင်တဲ့အနေထားတည်းအထိရောက်အောင်ထိနော်တတိပဋ္ဌာန်တရားရဲ့ဂုဏ်ကျေးဇူးဟာအဲ့လောက်ကြီးမားတယ်လို့မြတ်စွာဘုရားဟောထားတာဒါယောဂီတို့အကုန်လုံးကျွမ်းကျင်ကြပြီသားဟုတ်လားဒါကြောင့်တစ်ချက်ခုတ်နှစ်ချက်ပြတ်မဲ့အလုပ်ဟာဘယ်လုပ်လဲလို့မေးရင်တတိထားတဲ့အလုပ်ပဲဟုတ်လားတတိထားတဲ့အလုပ်ပဲဘာပေါ်မှာတတိထားရမှာတော့ကိုယ်ခန္ဓာမှာအခုလောလောဆယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားပေါ်မှာတတိထားရမှာဟုတ်လားဒါကြောင့်တတိထားတဲ့လုပ်ငန်းစဉ်ကသူ့ရဲ့အကျိုးရလဒ်ဘယ်လောက်ရှိတယ်ဘာတွေဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအကုန်အစင်မသိနိုင်ဘူးနော်သူအဲ့လောက်ကြီးမားကျေပြန့်တဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေရှိနေတယ်ဟုတ်လားဒါပေမဲ့ကိုသိမသိကိုကလုပ်ရင်တော့အဲ့ဒီအကျိုးရလဒ်ကတော့ရမှာပဲဥပမာဘုန်းတို့ဒီဆေးကိုစားမယ်ဆိုရင်ဒီဆေးကဘလို့စွမ်းတာထဲမှာဘလို့လှုပ်တာကိုသိဖြစ်စေမသိဖြစ်စေစားလိုက်တာနဲ့ဆေးရဲ့အစွမ်းကိုမပြနိုင်မိဘူးလားပြမှာနော်ဒါကြောင့်သတိပဋ္ဌာန်ဆေးဟာဘလောက်စွမ်းတယ်သူဘလို့တွေအလုပ်တယ်ဆိုတာဘုန်းဘုန်းတို့ဉာဏ်နဲ့တိကျကျအသေးစိတ်သိဖို့ဆိုတာမဖြစ်နိုင်ဘူးသို့တော်ကိုတာဝန်ကအဲ့ဒီသတိပဋ္ဌာန်ဒီဟုသောဆေးကိုသာစားလိုက်ပါဆေးအလုပ်လုပ်ပြီးတော့ယောဂါကိုကုစားတဲ့အလုပ်တတ်တာစီတဲ့အလုပ်လုပ်သွားလိမ့်မယ်ယောဂတက်တာသွားပြီဆိုရင်ဝေဒနာဘာဖြစ်သွားမလို့လျော့သွားမယ်ပေါ့ဒီသဘောလေးဟုတ်လားဒါကြောင့်ပူသောမီးကိုညှိမ့်၍လင်းသောမီးကိုရှာပါဟုတ်လားနည်းနည်းလေးတရားလေးတွေမှာဘုသူတ္တရဖို့အတွက်ဘုံဘုံကနော်အဲ့ဒီအာဒိဋ္ဌသုတ်တံကိုဏိဒံဝတ္ထုလေးနဲ့တွဲပြီးတော့ပြောပြတာဟုတ်လားမြတ်စွာဘုရားရဲ့တတ္တဝါတွေရဲ့ပုံမှာအသိဉာဏ်ရဖို့အတွက်ဘယ်လောက်ထိကြိုးစားအထောက်ခဲ့တယ်လဲဆိုတာကိုလည်းပဲကြည်ညိုနိုင်ဖို့လည်းရည်ရွယ်တယ်ပေါ့နော်ဒါကြောင့်ဒီကနေ့နော်ဂါထာတစ်ပုဒ်ကိုခြေခံပြီးတော့ပူသောမီးကိုညှိနိုင်ဖို့လင်းသောမီးကိုရှာနိုင်ဖို့တတိပဋ္ဌာန်တရားကိုပွားများအထောက်ကြရမယ်ဆိုတဲ့အကြောင်းလေးကိုတဏှာကြီးလောက်အချိန်ယူပြီးတော့ယောဂီတို့ပြောပါတယ်နော်